this is where you learn things နော်ဆိုတော့ကျွန်တော်တို့ဟာဒီမျောလင့်တဲ့ဥစ္စာမျောလင့်လို့ရတယ်ဖြစ်မယ်မဖြစ်ဘူးဆိုတဲ့ကိစ္စကိုကျွန်တော်အကြီးကြီး expectation you can plan but you cannot expect that this is going to happen this may happen may not happen ဖြစ်ချင်လဲဖြစ်မယ်မဖြစ်ချင်လဲမဖြစ်ဘူးကျွန်တော်လက်ထက်မှာမရှိဘူးကျွန်တော်ဆွဲထားလို့မရဘူးကျွန်တော်ဒီလောကမှာကျွန်တော်တွေ့ထားလို့ရတာဆွဲထားလို့ရတာဘာမှမရှိဘူးနော်ဒါကြောင့်ဒီ fear ဆိုတဲ့ဥစ္စာကိုလေ့လာတဲ့အခါမှာဒီ fear မှာနော် fear ကိုပေါက်ဖွားစေလာတဲ့အရာဒီမထင်မှတ်ပဲဖြစ်လာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နော်ဂျာယश्री सीताराम लक्ष्मण हनुमान जी की जयနော်မထင်မှတ်ပဲဖြစ်လာတဲ့အရာဟာမထင်မှတ်ပဲဖြစ်လာတဲ့ဆိုတဲ့နော်ဒီအကြောင်းဟာကျွန်တော်ကိုအထဲကနေကြောက်စိတ်ကိုဖြစ်ပေါ်စေတယ်နော်ဒါကြောင့်ကျွန်တော်ဟာနော်ဟိုကျွန်တော်အဆိုးရွက်ဖြစ်လာမယ်လို့လဲကျွန်တော် negative thinking လဲလုပ်လို့မရဘူးအကောင်းကြီးပဲဖြစ်လာလူတွေသင်ပေးတယ်မလား positive thinking လို့ပါ positive no positive thinking no negative thinking just natural thinking နော် positive ပဲစဉ်းစားပါ positive ပဲစဉ်းစားပါ positive ပဲစဉ်းစားပါ no နော်လောကမှာ positive လည်းဖြစ်လာမယ် negative လည်းဖြစ်လာမယ်နော် everything it's a natural thinking ဘာမှဆိုဖြစ်နိုင်တယ်ဒီလောကမှာဘာမှဆိုဖြစ်နိုင်တယ်ဒါကိုကျွန်တော်ကဘာလုပ်ထားမလဲ accept လုပ်ထားမှာနော်လူတွေထင်တာဖရာတရားဘဝမှာမလို့ဘူးထင်တာမလားတကယ်တမ်းနဖူးတွေ့လာတဲ့အခါမှာတရားရှိတဲ့သူနဲ့တရားမရှိတဲ့သူက handle လုပ်တဲ့အခါမှာအများကြီးကွာတာတွေ့ရလိမ့်မယ်တရားရှိတယ်ဆိုတော့တရားဆိုတာဘာလဲတကယ်တမ်းပြောရင်စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်ကိုပဲပြောတာတကယ်တမ်းပြောရင်တရားဆိုတာဘာလဲနော်ဟိုဘာသာရေးဆိုတာတခြားဘာသာရေးဆိုတာယုံကြည်မှုတရားဆိုတာဘာလဲနော် this is the power this is the thinking power this is the နော်အရာရာကိုလက်ခံနိုင်တဲ့အစွမ်းဟုတ်တယ် thinking power နော် this is the accepting power ဆိုတော့ကျွန်တော်တို့ကဒါကိုဘဝမှာရှာထားမယ်လက်ကျင့်ထားမယ်ဒါမိုးမောကြလာမယ့်အရာမဟုတ်သူ့ကိုဘာလုပ်ထားမလဲလေ့ကျင့်ထားမယ်။နော်အဲ့တော့နံပါတ်1အချက်ကျွန်တော်တို့ကဘာပြောခဲ့လဲ။အကြောက်တရားကိုလေ့လာတဲ့အခါမှာအကြောက်တရားဟာရှိတဲ့အရာဟုတ်တယ်။လက်ခံရမယ်။ငါဟာကြောက်တတ်တဲ့လူဟုတ်တယ် no problem because I'm scared I'm a person who's scared နော်ကျွန်တော်မကြောက်တတ်တယ်မို့ကျွန်တော်ကြောက်တတ်တယ်ဒါပေမဲ့ကြောက်စိတ်ဖြစ်လာရင်ကျွန်တော် handle လုပ်နိုင်တယ်နော်ကျွန်တော်ကိုလက်ကျင့်ထားရင်ကြောက်စိတ်ဖြစ်လာရင်ကျွန်တော် handle လုပ်နိုင်တယ်ပြောတချို့ပူဟတ်ကိုကြောက်တယ်